이제 가끔마다 그 수사를 와 이거 시작하고 이 클레이마리 오늘 저는 이 인슈런스야 아무려 그 로즈야 저는 피해나는 게 뭐다 조사돼요 저는 프로보노 로얄시네 셋비로래 홈알이 셋비로래 두개 자된 야타이데 common law civil law 네 자된 야타이데 하고래 야အောင်လို့ကျွန်တော်တို့조사နေပါတယ်လို့ကျွန်တော်ပြောလို့정말 죄송합니다. 저는 Unity 홈간에 야시타의 공회야 다운타운에 공회에 동작고 싶어요. 저는 알로티도 안 양이 여자 도와친 말에 저는မြန်မာ클럽အတွက်တော်လည်းကောင်း CCF အတွက်တော်လည်းကောင်းကျွန်တော် like Christian အတွက်တော်ဦးတော်ထောင်းဖိတ်ခေါ်ချင်ပါတယ်မောင်စွာဒီနေ့ခန္ဓာမှာကျွန်တော်ဆုံးသွားတဲ့ဒီမငယ်ရောင်လိုက်တူအောင်းချေခန္ဓာမှာမြန်မာကလပ်ကိုစားတော်ကောင်းချင်းခရစ်ယာန်မိတ်ကဟာရကိုစားတော်ကောင်းကျွန်တော် Life Christian Fellowship ကိုစားတော်ကောင်းသူပဲone day ကျေပွဲပါကြောင်းဒါဆိုညာနဲ့တူထထူထမြဝန်နဲ့ကျေပွဲပါကြောင်းဖော်ပြချင်ပါတယ်ကျွန်တော်ဒီကျွန်တော်ချင်း community အနေနဲ့ဒီစမှုမှာလူမျိုးတွေ့လုံသွားတာလို့ဆုံးသွားတာလို့ဆိုရင်ကျွန်တော်10လောက်ရှိမှထင်တယ်ဒီ30အတွင်းမှာအချို့ဆိုရင်ကျွန်တော်ခုံချပြီးတော့မြင့်ကနေခုံချပြီးတော့ဆုံးသွားတာလည်းရှိတယ်အချို့ကျကျိုးဆွဲချပြီးတော့ဆုံးသွားတာရှိတယ်မျိုးကြောင့်လည်းလို့စိတ်ဆင်းရဲပြီးတော့ဒီမှာလုပ်ရတဲ့ဒီ pressure များပြီးတော့အဲ့လိုမျိုးဒီကြောင့်ကျန်တဲ့ဒီမှာတော်များများရှိပါတယ်အဲ့ဒီထဲမှာမှဒီမြန်မာငယ်ရဲ့သုံးသွားပုံမှာဆိုရင်ကျွန်တော်ကြားရသူတိုင်းအားလုံးပဲစိတ်ထိခိုက်ပြီးတော့ဝမ်းနည်းခြင်းကိုကြားရပါတယ်ဒီကျွန်တော်ချင်းမျိုးသားများတွေကတော့မြန်မာပြည်သားများကဒီစင်ကာပူရန်တွေကဘာပေါ်မှာဒီတင်းအကုန်လုံးကျွန်တော်ချင်းကဘာပေါ်မှာနိုင်ငံတိုင်းမှာရောက်ရှိနေတဲ့ချင်းပြည်သားများအားလုံးသိရှိကြပြီးတော့ဒီမနေ့ချင်းကြလေးဆိုတော့ပုံပြကြရတယ်ဒီမြန်မာပြည်ဆိုတော့အရင်ကကြိုးချပါတယ်ဒီအားလုံးကြာဒီလည်းစစ်ထိကြရပါတယ်ဆိုတော့ပြောကြချင်ပါတယ်နောက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်မာကလပ်ကနေတော့ကောင်းကျွန်တော်ချင်းပြရမယ်ကတော့ကျွန်တော်ဒီကိစ္စမှာစောင့်ရဆုံးဥဆောင်ပေးသွားတဲ့ဒီဇိုနီဦးရဲ့အခုစီစဉ်ပုံကိုကျွန်တော်ရန်အားရပါတယ်သူရဲ့ကျေးဇူးတင်တယ်နောက်ပြီးဒီကိစ္စမှာဦးအောင်ခလည်းပြောသွားတယ်လို့ပဲခါတိုင်းဆိုဒီလိုမျိုးကြုံတဲ့အခါမှာဒီမြန်မာတန်ယုံကနေပြောကူညီတောင်းရင်တိတ်မရတာများပါတယ်ခုဒီကျွန်တော်ခေတ်ပေးပေါ်လို့ဒီမှာတန်ယုံကနေပြောဒီတကယ်ကိုအနိကကြီးချက်ပြီးတော့ပါဝင်ကူညီအားပေးတဲ့အတွက်ပဲအရန်ကိုဒီမြန်မာတန်ယုံသူပဲဒီအခုထမ်းများကသူပဲကျေးဇူးတင်တယ်ဒီတန်ယုံကတော့အတူတူပါပဲဝန်ထားလိုက်အတူတူပဲဒါပဲကွာအစိုးရကွာလို့အစိုးရအရင်အစိုးရကျွန်တော်ခွန်တော်ဆောင်နေတော့မှနော်ကျွန်တော်ရန်ခဲ့ပါလေဘုရားအရန်လို့ကသူပဲကျေးဇူးတင်တယ်ဘုရားကတော့ကျွန်တော်ဒီမြန်မာပြည်သားနိုင်ငံကအဖွဲ့အစည်းလူမျိုးအဖွဲ့အစည်းများကိုတန်ယုံဒါမှတ်နေနဲ့လှုပ်ဆက်ပွဲတွေ့ဆုံပွဲလုပ်မှာအရန်ကိုကိုယ်အင်းပြန်ရောက်တယ်လို့ကျွန်တော်အားလုံးခံစားရလို့သူပဲကျေးဇူးတင်နောက်နဲ့
ဒီလိုပဲကျွန်တော်လူမှုရေးဒုက္ခကြုံတွေ့တဲ့အခါမှာတန်ယုံတစ်စင်းကိုကြီးပေးတဲ့အတွက်ကျွန်တော်နိုင်ငံသားများအားလုံးမျက်နှာပွင့်လာရပါတယ်လို့ထူးခြားခြင်းတင်တယ်နောက်ဆုံးအနေနဲ့ဒီမှာဆုံးသွားရအောင်ကိုထိခိုက်ရပါတယ်ကျန်တဲ့ကျန်ရည်သူမိသားစုများအားလုံးကျွန်တော်ကဘာမှတော့အားမပေးနိုင်ဘူးဘုရားသခင်ကလည်းဒီလိုခက်ခဲအချိန်မှာအားပေးပြီးတော့ခန္ဓာရှိဖို့ကောင်းချီးပေးဖို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်ဒီလိုအားလုံးထူးခြားခြင်းတင်ပါတယ်ပြောကြတော့တဲ့ပိုးတော်ထောင်းပေါ်မှာတည်နေတယ်ဒီမှာလေကျွန်တော်တို့ဆက်လက်ပြီးတော့ဖလန်ခရစ်ယာန်ဖယ်လိုရှိပါနေပြောမဲ့သူရှိတယ်ဆိုရင်တော့ဖိတ်ခေါ်ချင်ပါတယ်ဖလန်အပြီးမှာပေါ့နော်ဒီဇောကလည်းရှိတယ်ဆိုရင်ဆက်လက်ပြောကြပြပါလို့ကျွန်တော်ဖိတ်ချင်ပါတယ်ညီမငယ်ပြန်ngay chỗ nhéခေါ်ရမှုချင်းခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖလန် Christian Fellowship အားလုံးကိုစားအနေနဲ့ကျွန်တော်ကျေးဇူးမိသားစုနဲ့တူထပ်တူထပ်မြတ်အဝတ်နဲ့နေပါတယ်ဆိုတဲ့စကားကျွန်တော်ဆုံးနေပြောသွားလို့ပါတယ်ဒီလိုမျိုးချိန်မှာနှစ်သိမ့်စကားပြောဖို့ဆိုတာကပြောရင်လည်းပဲစကားတော့စကားပါပဲဒီလောက်နဲ့ပဲဆုံးသွားမှာပဲဒါပေမဲ့လူရဲ့စကားလူရဲ့နှလုံးသားထဲမှာတကယ်နှစ်သိမ့်ဖို့ကတော့နှုတ်ကပတ်တော်မှာပါမှာမရှိပါဘူးဒါကြောင့်မို့ဒီကနေ့ဒီညီမငယ်ပြန်လိုက်တူရဲ့မိသားစုနဲ့တူကျွန်တော်ထပ်တူထပ်မြတ်အဝတ်နဲ့နေပြီးကျွန်တော်တတ်နိုင်တဲ့အရာကတော့ဖယားခင်ထံမှာအမြဲတမ်းနောက်ကနေမဟုတ်ဘူးမိသားစုနဲ့ကျွန်တော်အမြဲတမ်းဆုတောင်းပေးနေပါတယ်ဖယားကပဲတစ်ချိန်လုံးနှစ်သိမ့်ခြင်းပေးပါစေလို့အလုံးကိုလည်းပဲမြန်မာနိုင်ငံရောက်ရှိသည့်ထိတိုင်အောင်ဖယားရဲ့မဆာခြင်းအဖြစ်ကောင်းကောင်းမွန်မွန်ဖယားရဲ့ကောင်းကြီးတက်ရောက်ပါစေလို့ပဲပြောလိုပါတယ်အားလုံးကိုထိုးလေးကျေးဇူးတင်ပါတယ်အာမင်ကျမတို့ Result Christian Fellowship ကနေလည်းကိုယ်လုံးလူမငယ်ရဲ့မိသားစုနဲ့အတူထပ်တူဝင်နေကြအောင်ပြောကြချင်ပါတယ်မိသားစုအတွက်အထူးသဖြင့်သူ့ရဲ့သားလေးနဲ့သူ့ရဲ့မောင်နှမအားလုံးအတွက်ကျမတို့အားလုံးအတူတူကဝိုင်းဝန်းပြီးတော့ဆုတောင်းပေးပါတယ်ဖျားရှင်နဲ့တက်ချင်းအထူးပဲခံစားပါစေဒီခက်ခဲတဲ့အချိန်မှာဖျားကလာတဲ့ခွန်အားနဲ့အတူဆက်ပြီးတော့ဒီမိသားစုလေးဆက်သွားနိုင်ပါစေနောက်ဒီဆန်လန်ကျမ်းမှာပြောတဲ့အတိုင်းဘုရားသခင်ကဘယ်လိုပြောလဲဆိုသူဟာတဲ့ဖခင်မရှိတဲ့လူတွေရဲ့အဖဖြစ်တယ်တဲ့အုပ်ဆုံးမတွေကိုကိုယ်ကလည်းဘုရားရှင်ဖြစ်တယ်တဲ့အဲကြောင့်မလို့ဘုရားနဲ့သူဆက်သွားမယ်ဆိုရင်သူရဲ့သားလေးကိုဒီမိသားစုလေးဟာတဲ့ဘုရားရဲ့မေတ္တာတော်အောက်၌အကောင်းဆုံးချီးထွားနိုင်ပါစေလို့ညီတဲ့ရှင်းရှိပါစေဆိုပြီးတော့ကျွန်တော်တို့ MCFS ကနေအထူးဆုတောင်းတဲ့အားပေးစကားပြောချင်ပါတယ်အာမင် Alan Christian Fellowship တော့တော့ MCS Christian Fellowship ကပြောကြတော့တဲ့ဒီပုံမှန်မှများပုံမှန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီမှာရှိနေကြတဲ့Roman Catholic လည်းရှိတယ်နောက် SDA လည်းရှိတယ် FGA လည်းရှိတယ် EBC ပေါ့နော်ပြီးရင် Justin လည်းရှိတယ် HIC ELIM COS ပေါ့နော်တယောက်ပြီးတယောက်ပြောကြတော့မဲ့ပေါ့နော်ဘာမှမပြောဘူးဖိတ်ချခြင်းနဲ့ရှိဖို့ပေါ့နော်တယောက်ပြီးတယောက်လာကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်နိုင်တဲ့ကြည့်တင်ပါတယ်ကျွန်တော် EBC တင်တော်ရင်ကျွန်တော်ပြောချင်ပါတယ်ဝန်내စီယာစကားပြောပြီးခဲ့ကြပြီဒါလည်းဝန်내စကောင်းပါတယ်စိတ်ကြီးကစကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဒီလိုပြောချင်တယ်ကျွန်တော်ညီမငယ်ပြန်လိုက်တော့ကျွန်တော်အာဇာနည်နဲ့တတ်မှတ်လို့မရဘူးလားခုနဦးအားကလည်းပြောတော့ပြီကျွန်တော်တိုင်းမှာတော့သူလည်းအင်္ဂါပြောသွားဖို့ပါတယ်ဒီကျွန်တော်ညီမငယ်ပြန်လိုက်တော့ကြောက်ကျွန်တော်တို့အခု
ကုရုသားများရဲ့ဘဝပြောင်းလဲမယ်လို့ကျွန်တော်ပြောနေပါတယ်ဒါကြောင့်ဒုက္ခရောက်နေတဲ့အမိတ်ဆက်ခံခဲ့ကြတယ်ဒုက္ခခံခဲ့ကြတယ်ကျွန်တော်တို့ကုရုသားများရဲ့ဘဝဟာညီမရဲ့ပြန်နိုင်တော့ကြောင့်ကျွန်တော်ပြောင်းလဲမယ်လို့ကျွန်တော်ပြောနေပါတယ်ဒါကြောင့်ကျွန်တော်တို့ညီမရဲ့ပြန်နိုင်တော့အာဇာနည်နဲ့ကျွန်တော်မြန်မာနိုင်ငံသားပြည်တဲ့စင်ကာပူမှာအာဇာနည်နဲ့တမတ်လူရမယ်လို့ကျွန်တော်ပြောနေပါတယ်အဲဒီတော့သူကဒီကနေ့ပြောပါတယ်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဒီအင်ကူရူတန်နဲ့ပတ်သက်ပြီးတော့ဥပဒေမရှိဘူးလို့အဲဒီကြားထဲမှာသူတို့အနေနဲ့စေတနာရှိထားတော့ကူညီခဲ့ကြတာဖြစ်ပါတယ်အင်ဒိုနီးရှားလိုဖိလစ်ပိုင်လိုသူတို့နိုင်ငံအနေနဲ့အစိုးရအနေနဲ့ပံ့ပိုးပေးမယ်ဆိုရင်လုံငန်းဆောင်တာအရအဆင်ပြေလိမ့်မယ်လို့ပြောတော့ဖူးပါတယ်ကျွန်တော်ပြောနေပါတယ်နိုင်ငံအနေနဲ့ဒီစစ်တပ်ဥပဒေများမြန်မာနိုင်ငံကတော့ပေါ်ထွက်လာလို့ကျွန်တော်ပြောနေပါတယ်အဲ့နောက်ပိုင်းမှာဒီကျွန်တော်မြန်မာရဲ့ပြန်နိုင်တော့အားဖြင့်ပေါ့ပြီးတော့ကျွန်တော်တို့စင်ကာပူမှာရှိတဲ့စင်ကာပူနိုင်ငံအနေနဲ့လည်းသူစစ်တပ်ဥပဒေကိုတော့ပြောင်းလဲလို့ကျွန်တော်ပြောနေပါတယ်ခုနကကျွန်တော်ကြားခဲ့ရလို့ပေါ့အရှင်အသက်ခံရလို့အမခံမရဘူးဆိုလို့စားတာနည်းနည်းမခေါ်နဲ့လူခွေးနဲ့ပတ်သက်ကြည့်လိုက်ကျွန်တော်ပတ်သက်လိုက်တိတ်တော့တရားဝင်တော့အခုတော့ကျွန်တော်ပြောင်းလဲလို့ပြောနေပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကဝန်ထမ်းဆရာကောင်းတယ်အဲ့ဒါကျွန်တော်တို့ဝန်သားဆရာဒီကူဆရာမအတွက်လည်းဝန်ထမ်းဆရာတဲ့ဘလော့ကူဆရာနော်ဝါကျော်ဆရာဖြစ်နေတယ်လို့ကျွန်တော်ပြောနေပါတယ်ကျွန်တော်ကျမ်းစာထဲမှာကျုပ်အကြောင်းကျွန်တော်အားလုံးသိကြပါတယ်ကျုပ်လောက်ဒီဒုက္ခခံခဲ့ရတယ်လေအဲ့ဒါကိုမူတည်ကျွန်တော်အားလုံးခေါ်အားယူခဲ့ကြတယ်မြန်မာနိုင်ငံမှာကျွန်တော်တို့လည်းရောက်ဖို့ဘူချုပ်စာဒီခံခဲ့ရတယ်အဲ့ဒါကျွန်တော်တို့လည်းရခဲ့တယ်ကျွန်တော်တို့မြန်မာပြည်ပြန်နိုင်တော့အသက်ခံရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံလာတဲ့သူတော်တော်များများဟာသူဘဝရဲ့လူလန်းတက်လန်းကိုရမယ်လို့ကျွန်တော်ပြောနေပါတယ်ဒါကြောင့်ဝန်ထမ်းဆရာထပ်နေတော့ကုဆရာဖြစ်နေကျွန်တော်ပြောင်းလဲပြီးတော့တွေ့ချင်မကောင်းဘူးလားကျွန်တော်လည်းတိုက်တွန်းကျွန်တော်လည်းပြောချင်ပါတယ်ဒီကရုပ်သက်ဖျားရင်ကောင်းကြည့်ပြပါစေလို့